Insidio ရဲ့ Chapter 1 ပထမဆုံးကားရဲ့ပြီးမှာ The Feather ထဲကနေပြီးတော့တားဖြစ်သူဒေတုံကို Josh ကကေတင်ပြီးပြန်လာမှာ Josh ရဲ့ခန္ဓာကိုယ်နဲ့သူမကောင်းဆိုးကအမဲအောင်တကောင်ပါလာပြီးတော့ Alice ကိုတက်ပြတ်သွားတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးနဲ့အဆုံးတက်ထားပါဒါပင်ပေးလားဆိုတော့ Chapter 2မှာလည်းနောက်တစ်ကူညီမိလို့တယောက်ရောက်လာအောင်ပါ Okay ပါကျွန်တော်ရဲ့ AGE Horror Room Channel လေးကနေပြီးတော့ဒီကမိတ်ဆွေတို့ကိုပြန်လဲကြိုဆိုလိုက်ရပါတယ်ကျွန်တော် Chapter 2အကြောင်းကိုမပြောခင်မှာ Chapter 1ကအကြောင်းလေးကိုကျွန်တော်နည်းနည်းလောက်စကားပြောကြည့်ရအောင်ဗျဘာလို့လဲ Chapter 1ကိုအခုချိန်လောက်ဆိုရင်အကုန်လုံးကြည့်ပြီးတော့လောက်ပြီးတော့ကျွန်တော်ကယူဆပါတယ် Deton ကဒီလိုမျိုးလိပ်ပြလွန်းနေသူအိပ်ပျော်နေတဲ့အချိန်မှာလိပ်ပြလွန်းတဲ့ပုံစံဆိုတာဒီတိုင်းတော့သူ့တိုင်းကြီးဖြစ်လာတာမျိုးတော့မဟုတ်ပါဘူးသူ့ရဲ့ဖခင်ဖြစ်တဲ့ Josh ကနေသူကအမွေခံခဲ့တာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီ Chapter 2ရဲ့အစမှာ Josh ငယ်ငယ်တုန်းကဘဝကိုပြန်ပြီးတော့ရိုက်ပြထားတဲ့ bottom scene တစ်ခုပါဝင်ပါတယ်အဲ့ဒီ scene လေးအရပြောရဆိုလို့ရှိရင်တော့ Josh ငယ်ငယ်တုန်းကလည်းဒီလိုမျိုးလိပ်ပြလွန်းပြီးတော့တရေအမေအောင်ပေါ်လာ The Black Woman လို့ခေါ်မှာအဲ့ The Black Woman challenge ကြီးကိုခံခဲ့ရပြီးတော့ Alice ကပဲလာရောက်กินနေခဲ့ဘူးတာဖြစ်ပါတယ်ဆိုတော့ဒီ Chapter 2ရဲ့အစမှာဘယ်လိုမျိုးစတင်ထားလဲဆိုတော့ Chapter 1ရဲ့ PB စင်းအရှိန်နိုင်ဝက်အကြာလောက်မှာဇလန်းကိုပြန်စတင်ထားတာဖြစ်ပါတယ် Alice လည်းတည်ဆုံးနေပြီဖြစ်တယ်လို့ The Feather ထဲကပြန်အောင်လာတဲ့ Josh ကလည်းအစိဟုံးမဟုတ်မသိနိုင်ခင်မှာပဲရဲတွေက Alice ရဲ့လေပင်ပေါ်ကလက်ပွေရာတွေကိုစစ်စစ်ကြည့်ရဲ့အခါမှာ Josh ရဲ့လက်ပွေရာဟုတ်မနေတာကိုသိရှိရပါတယ်အဲ့လိုဖြစ်နေစဉ်မှာပဲစကတဲ့ကဝိညာဉ်နေခြင်းမှာသူ့ခင်ပွန်းဖြစ်သူ Josh ပြန်လာတာကတည်းကတန်ခါမကင်းဖြစ်နေတဲ့မင်းကဖြစ်သူကသူ့အိမ်ကလည်းခုထိမူမှန်သေးတာကိုမြင်နေရတဲ့အခါသူ့ယောက်ျားဖြစ်သူ Josh ကိုပြောတော့လဲ Josh ကအချင်းလိုပုံမှန်မဟုတ်ပင်နဲ့လုံးဝမူမှန်ဖြစ်နေခဲ့တာကိုသူတွေ့ရှိရပါတယ်ဒီလိုနဲ့တညမှာ Josh ရဲ့အမေဖြစ်သူကအိမ်ထဲမှာအဲ့ The Black Woman ပေါ့နော်အဲ့တရေအမေအောင်ကြီးကိုတွေ့လိုက်ရပါတယ်အဲ့ဒါကို Josh ကိုပြောနေတော့လဲ Josh ကလုံးဝလက်မခံပါဘူးသူ့မိန်းမဖြစ်သူကြောက်မှဆိုးလို့သူ့အမေကိုအဲ့လိုမျိုးလေးရှောက်မပြောဘူးတဲ့ပြောလိုက်ပါသေးတယ်တညမှာတော့ဒီ Josh ရဲ့မိန်းမဖြစ်သူကသူမှရင်းနှီးနေတဲ့ piano တီးလုံးတန်လေးကိုကြားရတဲ့အတွက်ဒီတီးလုံးကိုသူကသူ့ယောက်ျား Josh တွေရေးပေးထားတာပေါ့နော်ဆိုတော့တီးလုံးတန်ကိုကြားရတဲ့အတွက်သူ့ယောက်ျားကိုပြောတယ်ပေါ့နော်ရှင်ဒီတီးလုံးကိုမသိဘူးလားပေါ့နော်သူမအဲ့လိုမေးလိုက်တဲ့အခါမှာ Josh နေနဲ့လုံးဝသိရှိတာမတွေ့ရဘူးသူမသိတဲ့အတွက်အဲ့ဒါကို Josh ကဘလို့ရှောင်လဲဆိုတော့စကားလွဲပြီးတော့သူကတီးလုံးကအရေးမကြည့်ဘူးတခြားအရေးကြီးတာတွေကိုအာယုံစိုက်တင်နေဆိုပြီးတော့ Josh ကဒီလိုမျိုးပြန်ဖြေရှင်းပါတယ်ဒီလိုနဲ့တညမှာတားဖြစ်သူ Deton ကလည်းသူ့ဖေတခြားတစုံတယောက်နဲ့စကားပြောနေတန်ကြားနေရကြောင်းကိုသူ့အမေဖြစ်သူကိုပြောပြခဲ့ပါတယ်ဒါပေမဲ့လည်းသူ့အမေဖြစ်သူကတန်တရားတော့ဝင်နေပေမဲ့အဲ့လောက်ကြီးအထိတော့သူကသူ့ယောက်ျားဖြစ်သူ Josh ကိုထင်မှတ်မထားဘူးဗျဒီနေရာမှာကျွန်တော်သူ့ဆန္ဒတစ်ခုကိုပြောပြမယ်ဗျ The Back to the Future လိုမျိုး time travel လို့ time လို့သဘောတရားတွေကိုသုံးထားတာပါ The Feather အမောင်ကဘာထဲမှာဆိုလို့ရှိရင်ဗျအချိန်နဲ့နေရာကန့်သက်ချက်မရှိတဲ့အတွက် Josh ရဲ့ဝိညာဉ်ကအတိတ်ကိုပြန်သွားပြီးတော့ပထမကားမှာဒီ Chapter 1မှာဖြစ်ပွားခဲ့တဲ့ကျွန်တော်တို့မက်မီအောင်ပါအဲ့အခက်မှာတကားသူ့လိုဝင်လာတာတွေအဲ့လိုမျိုးဖြစ်လာတဲ့ကိစ္စတွေကအကုန်လုံးကို Josh ကအတိတ်ကိုပြန်သွားပြီးတော့ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တချို့ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါဒီကားကိုပထမကားနဲ့အကွက်စစ်စစ်ပြန်ပြီးတော့ချိတ်ဆက်ထားတာကိုမြင်ရပါအရန်ကိုမိုက်ရဒီခန်းလေးတွေကတိတိကျကျကြည့်မနေဘူးဆိုလို့ရှိရင်အရန်စိတ်ရှုပ်ထွေးစရာမျိုးဖြစ်လာနိုင်ပါတယ်ပြီးတော့ပထမကားရဲ့အဆုံးသတ်မှာဘဟေဒီဖြစ်ခဲ့ရတဲ့တရေမေအမေအောင်မိန်းမကြီးတယောက်ရဲ့အမှန်တရားဒီ Chapter 2မှာအခုပြန်လေဖြစ်ချင်းသားတယ်လို့ဒါတွေကဘလို့ဖြစ်ခဲ့တယ်လဲဆိုတာကိုတေးကားတကားမှာစုံထောက်ကားလိုမျိုးဂျင်တိုင်းထိန်နဲ့ကြည့်ချူရမှာဖြစ်ပါတယ်ပြီးတော့ဒီဇက်ကားတွေမှာကျွန်တော်ပြောနေတာကနောက်ခံတီးလုံးကတစ်ချိန်လုံးအဲ့လိုမြင်နေတာမျိုးတော့တီးခတ်နေတာမျိုးတော့မဟုတ်ဘူးပုံမှန်စကားပြောတဲ့တိတ်ဆိတ်နေတဲ့ဒီလိုနဲ့ပဲသွားတယ်ကျွန်တော်အကြောင်းအရင်းဆုံးတစ်ခန်းရှိတယ်ဇလက်ဆက်ဆက်ရှိမှအဲ့ဒီ Insidio ဆိုတဲ့စာတန်းထိုးပြီးတော့ piano ကျန်းတိုင်နဲ့ grand နဲ့ဝင်လာတဲ့အခန်းလေးအဲ့ဒီအခန်းကစောင်းဝမ်းကြောက်စရာကောင်းတယ်ကျွန်တော်အဲ့စာတန်းထိုးတဲ့အခန်းကိုကြော်ကြည့်ရတာအလုပ်တလုပ်လို့ဖြစ်နေတယ်ကျွန်တော်ပြီးတော့ Alice ရဲ့ပါတနာနှစ်ယောက်ဖြစ်တဲ့ Pig နဲ့ Taka တို့ဒီနှစ်ယောက်ကလည်းဇကားကိုမအီသွားစေဘူးမအိုင်သွားစေဘူးလက်ရှင်ကိုတလေစီဟာသနောပြီးတော့လုတ်ပြထားတာမျိုးတွေလည်းမြင်ရတာအရန်ကိုသဘောကျစရာကောင်းပါတယ်ပြီးတော့ဒါနဲ့ဒီ jump scare တွေပေါ့နော်ထိတ်လန့်စရာအကွက်တွေကပထမကားလောက်ရင်တုံပန်းတုံမဖြစ်စေတော့ပဲဇက်သိန်းပိုင်း plot နဲ့ show shot ဖော်ထုတ်တာကိုပို့ပြီးဦးစားပေးထားတာကိုလည်းကျွန်တော်တို့မြင်ရပါတယ်ဒီနေရာမှာကျွန်တော်စောနာပြောသလိုပဲတခုတတိထားမှာကဒီ Chapter 2က Chapter 1နဲ့မှာရှိတ်ဆက်ပြီးတော့ပေါင်းဆိုင်ထားတာဖြစ်တဲ့အတွက်အတိတ်ပြစ်စုပဲအမောင်ကပါစတာတွေကိုကုရှိတန်းချီလှုပ်တာတွေအရန်များတဲ့အတွက်တေချာအာယုံမဆိုင်ဇလန်ကဝီဒီဝေဝါနဲ့အဒီကားကြီးကဘလို့မှန်းလည်းမသိဘူးဆိုတာကြီးမျိုးဖြစ်သွားနိုင်ပါတယ်။နင်ကုံချုံအနေနဲ့ကျွန်တော်ရဲ့အကြံပြုချက်ကတော့ဒီ Insidio Chapter 2ကပထမကားရဲ့အကြောက်တရားကိုမီတော့မမီဘူးဒါပေမဲ့ဇလန်တွေတစ်ခုရဲ့နောက်ခံဒန်နာကြီးနဲ့ရှိတ်ဆက်ထားတဲ့ပပနဲ့ပြုတ်လုထားတဲ့အကွက်လေးတွေကအရန်ကိုလှတယ်ဆိုတော့ဒီကားကလုံးဝလက်မလွတ်တဲ့ကားတကားဖြစ်ပါတယ်ပြီးတော့ဗျဒီဇက်ကားနဲ့ပတ်သက်တာတစ်ခုပြောရမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးဝိညာဉ်လွတ်နေဝိညာဉ်ကိုဘလို့မှဘေစီကမှတင်မလာပဲကို့အလိုလိုတက်မြောက်နေတယ်ဆိုတော့ဒီပညာရက်ကအရန်ကိုပြင်မာလက်တွေ့ရှိတယ်ဆိုရင်တော့အရန်ကိုကြောက်စရာကောင်းတယ်လို့ကျွန်တော်မြင်မိတယ်လူတစ်ယောက်ကမိမိအိမ်မော်ကြနေတဲ့အချိန်မှာဘယ်သူမှသတိမထားမိဘူးဒါကအိမ်မက်လိုပဲထင်ကြတာအဲ့လိုမျိုးသွားနေတဲ့အခါကျရင်ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့အဲ့ကိုယ့်ရဲ့စိတ်ဝိညာဉ်အရင်ဝေးကွာသွားတယ်အရင်ဝေးသွားတဲ့နေရာတခုရောက်သွားလို့ရှိရင်ဒီကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို
နန်လောကပေါ့နော်ပရလောကကိုရောက်နေတဲ့ပရလောကသားတွေကဒီကျွန်တော်လူလောကကိုပြန်လာခြင်းတဲ့အတွက်သူတို့ကအဲ့ body ကိုအသုံးချပြီးပြန်လာဖို့ကိုအမြဲတမ်းကြိုးစားနေကြတာဖြစ်ပါတယ်။နန်ဝိညာဉ်လွတ်နေတဲ့ဒီခန္ဓာတစ်ခုကိုပရလောကသားရဲ့အများကြီးကဝိုင်းရံပြီးသူ့ထက်ကအလူရဲ့ဝိုင်းလူကြမှာဖြစ်ပါတယ်။စစ်စင်းစားကြည့်ုံနဲ့ကိုဒါကအရန်ကိုကြောက်စရာကောင်းတဲ့ဖြစ်ပျက်မျိုးဖြစ်ပါတယ်။ဒီလိုမျိုးကတော့အပြင်လက်တွေ့မှာဖြစ်မဖြစ်တော့ကျွန်တော်လည်းမကြုံဘူး။ဒီလိုမျိုးဖြစ်ခဲ့တဲ့သူရှိရင်လည်းကျွန်တော်ရဲ့ comment ထဲမှာလာရောက်ခြေသားပေးလို့ရပါတယ်ဗျ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်တယောက်ချင်းစီကိုကျွန်တော်ကကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ။